ကဲဒီနေ့ဘယ်ကစားဝေးသွားလဲသိကြလားမြန်မာပလာဇာမှာဖွင့်ထားတဲ့မိုးပလေးကိုတွားပါကြားရဆိုရင်ကလေး1100လူကြီး3000ပါချေကလေးကတော့အဲ့ရတွေစောင်းသွားပါတယ်အမြန်မာပလာဇာမိုးပလေးပစ္စည်းလေးအကုန်တန့်နေစောရလည်းစင်ပြေဒါလေးဆိုရင်တက်စကွင်တဲ့ကလုံးတဲ့ဂိမ်းလေးနဲ့ဆော့လို့ကောက်တယ်ကဲတရမ်ပိုလီလေးကိုလိုက်အောင်မယ်ဒီစီပါဆိုရင်အပြေတွေတွားနေကြည်တက်တာကျောင်းပိတ်တုံးလေးပဲရှောက်လေရတာကဲဒီပါမိုမက်တေးပြီးရမိုဘျူတီတွေရှိရနော်police station တွေ hospital တွေ fire station တွေစုံရှိတယ်ဒီကိစ္စလေးလည်းစောလို့ကောင်းပါတယ်မြန်မာပလာဇာမိုးလေးကိုကြိုက်ပါတယ်ဒီဘောဝဲလေးဆိုရင်လေးရောက်သွားခဏလေးထိုးပေးတာပြီးတော့နောက်တစ်ခုဘလော့လေးပါတွေ့ကြပြီတော့ဘိုင်ပြီးတော့သဘလော့လေးကို follow လုပ်ပေးဦးတော့ဒီဘလော့ကတော့ပြီးသွားပါပြီဒီကတော့သဘလော့ colorful way ပါ